အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဇလန်လေးရဲ့အစမှာတော့အဆုံးမရှိတဲ့တဲခန္ဓာရတဲ့ဘယ်သူမှမဝင်သွားနိုင်တဲ့ရဲတိုက်တစ်ခုရှိပြီးအဲဒီရဲတိုက်မှာမကောင်းဆိုးဝါးမော်စီယာဂဇေဘရာနေထိုင်တာနဲ့အစာပြုထားပါတယ်။ဂဇေဘရာကကြောက်စရာကောင်းတဲ့နဂါးကြီးကိုလွတ်ပြီးလက်မထက်ရသေးတဲ့မင်းသမီးလေးတွေကိုဖမ်းခေါ်လာခိုင်းပါတယ်။အဲဒီသူတို့သမီးလေးတွေကပြန်မလွတ်လာသလိုဘယ်စစ်တီရဲမက်ကမှလည်းရဲတိုက်ကိုရှာလို့မတွေ့ပါဘူး။ဒီလိုနဲ့ပုံမြင်လေးကပြီးသွားတယ်ဆိုပြီးဘရင်ကြီးကသူ့သမီးလေးမင်းသမီးမီနာကိုပြောပြနေရပါအဲဒီနဂါးကြီးသာသူ့ကိုဖမ်းသွားရင်နောက်တော့ရသွားစေမယ်လို့မီနာကပြောတော့ဘရင်ကြီးကရည်နေပါနှစ်တွေအများကြီးကြာပြီးနောက်မင်းသမီးမီနာကအရွယ်ရောက်လာခဲ့ပြီးမင်းသမီးတစ်ပါးဖြစ်ပေမဲ့လေအဆောင်တွေကိုတောင်ရီရီမုံမုံဆက်ဆံလေးရှိပါမီနာရဲ့အရင်နှီးဆုံးတငယ်ချင်းကတော့ရိုနန်ဖြစ်ပြီးသူတို့နှစ်ယောက်ကငငယ်လေးကအတူတူကြီးပြင်းလာကြတာပါနှစ်ယောက်သားကတယောက်နဲ့တယောက်လည်းသဘောကျနေဟန်ရှိပါကဘာတဝမ်းကအမျိုးသားတော်တော်များများဟာမီနာနဲ့လက်ထပ်ချင်လို့ကန်လန့်ထားကြပြီးမိတ်သူတို့ကမီနာအဖေအတွက်ဖြစ်နေရဲ့လို့မီနာကပြောပါဘရင်ကြီးကတိုင်းပြည်ကိုအမျိုးသမီးတယောက်တည်းမအုပ်ချုပ်နိုင်ဘူးလို့ထင်တာကြောင့်သူ့သမီးကိုရဲစွမ်းတတိအပြည့်ရှိသူနဲ့လက်ထပ်စီခြင်းနေရပါရိုနန်ကမီနာရဲ့သဘောကရောလို့မေးတော့တိုင်းပြည်ကိုသူမကိုယ်တိုင်အုပ်ချုပ်ပြီးချရတဲ့သူနဲ့ပဲလက်ထပ်ခြင်းတယ်လို့ပြန်ဖြေပါအဲဒီချိန်မြစ်ထဲကဘဲမောင်နှံကိုကြည့်နေအောင်ရိုနန်ကဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းလိုက်တော့မီနာလည်းလန့်ပြီးရေထဲပြုတ်ကျသွားပါဒါပေမဲ့မီနာကရေထဲကနေပြုံးပြပြီးသဘောတူလိုက်ပါဘာမှတော့မီနာနဲ့လက်ဆက်ချင်တဲ့လူတချို့စုဝေးနေကြပါသူတို့တဲကရော်ဒိုင်းလို့ခေါ်တဲ့အမျိုးသားကတန်မာပြီးပစိန်ကိုသုံးတဲ့နေရာမှာလဲကျွမ်းကျင်ပါဒုတိယတစ်ယောက်ကတော့ချမ်းသာတဲ့အာရပ်ဘရင်ခါဘီယာလို့ခေါ်ပါတတိယတစ်ယောက်ကတရုတ်လူမျိုးမင်းသားဖာချန်ဖြစ်ပြီးသူကတော့မမပွိုင်းနေပါသူတို့၃ယောက်ကမီနာကိုရိုနန်နဲ့အတူတွေ့လိုက်ရတော့ရော်ဒိုင်းကသူဟာမကြခင်မှာမင်းသမီးရဲ့အမျိုးသားဖြစ်တော်မဲ့သူဖြစ်တာကြောင့်အခုလိုရိုနန်နဲ့အတူရှိမနေသင့်ဘူးလို့ပြောပါတယ်။မီနာကသူတို့၃ယောက်ထဲကဘသူနဲ့မှလက်မထက်ချင်ဘူးလို့ပြောသလိုရိုနန်ကလည်းမင်းသမီးကိုဘာလို့ရမယ်မလို့ရဘူးဆိုတာပြောပိုင်ခွင့်မရှိဘူးလို့ရော်ဒိုင်းကိုပြန်ချေပါပါတယ်။ရော်ဒိုင်းကဒေါသထွက်သွားကမင်းသမီးနဲ့လက်ထက်မဲ့သူကိုဘရင်ကြီးကိုယ်တိုင်ရွေးချယ်မှာဖြစ်ပြီးဓာတ်တော်မကင်ဘူးတဲ့သူကဝင်ပြောစရာမလိုဘူးလို့ပြန်ပြောပါတယ်။ရိုနန်ကလည်းလူတစ်ယောက်မှာအကြီးဆုံးကြွက်သားကအုံနောက်ပဲလို့ပြန်တုတ်ပြန်ပါတယ်။ဒါနဲ့ရော်ဒိုင်းကစိတ်တော်ပြီးပစိန်နဲ့ခုံမယ်လို့တော့မီနာကဝင်ပြောမှရောက်ပွဲကပြီးသွားပါတယ်။မီနာလည်းချက်ချင်းနန်းတော်ထဲဝင်လာပြီးဘရင်ကြီးကိုသွားတွေ့ပါတယ်။မီနာကလက်ထပ်ရမယ့်ကိစ္စမှာသူမအမြင်ကလည်းအရေးကြီးကြောင်းနဲ့ရိုနန်နဲ့ပဲလက်ထပ်ခြင်းကြောင်းပြောပါတယ်။ရိုနန်ကလူကောင်းတစ်ယောက်ဖြစ်ပေမဲ့စစ်တီတူမဟုတ်တာကြောင့်မီနာကိုကာကွယ်ပေးနိုင်မဲ့သူမျိုးမဟုတ်ဘူးလို့ဘရင်ကြီးကပြောပါတယ်။မီနာကအားကောင်းတဲ့လူတစ်ယောက်အစားထက်မြက်တဲ့အုပ်ချုပ်သူတစ်ယောက်ကပုံမကောင်းဘူးလားလို့ပြန်ညင်းပါတယ်။နောက်ဆုံးတော့ဘရင်ကြီးလည်းသူ့သမီးလေးကိုတအားချစ်တာကြောင့်လိုက်ရောပေးလိုက်ပါတယ်။ဒီလိုနဲ့တိုင်းပြည်တွေကလူတွေအားလုံးကိုပါစုဝေးစေပြီးဘရင်ကြီးကမင်းသမီးမီနာ